ဖော်ချွတ်တွေကြောင့်ထုံနှန်းဆန်ခဲ့ရပြီးပြီးခဲ့တဲ့နေ့လွတ်လပ်ရေးနေ့ကမှပြန်လည်လွတ်မြောက်လာတဲ့တင်စာဝင်းကျော်ကအခုတစ်ခါမှလည်းအလားတူဖြစ်ရတဲ့ပြန်လောက်ဆောင်လာခဲ့ပါတယ်။တင်စာဝင်းကျော်ကမြမရုပ်ရှင်အလောင်းကမှနမကြီးမင်းသမီးတက်လက်ဖြစ်တယ်လို့ကိုလုံးကိုပေါက်လဲလှပတောင့်တဲနဲ့မင်းသမီးဖြစ်တဲ့ကြောင့်ပူရီတော်ရဲ့မျက်စိကြစရာထိခဲ့ပါတယ်။ဒါကြောင့်လဲတင်စာဝင်းကျော်ကအခုလိုအဖော်အချွတ်လိုင်းဘတ်အဆန်သွားပြီးမြမရင်စိမှုနဲ့ဆန့်သက်တဲ့ဆူဆူရွရွ fashion တွေကိုပါဝတ်ဆင်ခဲ့တာပါ။ဒါကြောင့်လဲထောင်လဲဆန်ခဲ့ရပြီးပြန်လွတ်လာခါစားမှာတော့ခဏတစ်ဖြူငင်းကြတာကောင်းခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အရင်လိုပြန်ဖြစ်လာခဲ့ပြီးခဲ့တဲ့ရက်မှာကျင်းပတဲ့ပွဲတစ်ခုမှာဆိုရင်အများပြည်သူမကြည့်ဝဲနဲ့မိသားစုနဲ့အတူတောင်ကြည့်လို့မသိတော့တဲ့ပြကွက်တွေကိုဖျော်ပြခဲ့ပါတယ်။ Cloud 7 Media Production ကနေအနုပညာရှင်အသစ် Maxet ပွဲတို့ကျင်းပခဲ့တာဖြစ်ပြီးဦးစပါပွဲမှာတင်စာဝင့်ကျော်အပါအဝင်နမက်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့ပါတယ်။အနုပညာရှင် Top Taste လူနယ်လူတွေနဲ့အဆိုတော်ဖွဲ့တွေကို Cloud 7 Media ကနေမြေတောင်မြောက်ပေးတာပါ။ဒီပွဲမှာတင်စာဝင့်ကျော်ကမောင်းနဲ့နမသားနဲ့အမေမကြည့်ဝင်းနဲ့ကားကွက်တွေနဲ့ကပြအဖျော်ပြခဲ့တဲ့တောင်ပရိသတ်တွေကတော့တတိပေးလာခဲ့ပါတယ်။တင်စာဝင့်ကျော်ရဲ့ဖျော်ဖြေမှုကောက်ကွက်တွေကစိုးရွာလိုမီခမငါးတငါစိုက်အနှောင်ရှက်ဖြစ်စေတာကြောင့်ဒီလိုကောက်ကွက်တွေကိုခွင့်မပြုပေးဖို့ပြောလာကြပါတယ်။တင်စာဝင့်ကျော်အနေနဲ့လည်းဒီလိုလမ်းပဲရှောင်မယ်ဆိုရင်ထောင်နှန်းပြန်ဆန်နိုင်ရတာကြောင့်ထိမ့်သိမ့်တိမ့်နေဖွေရတတိပေးနေကြတာဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောတင်စာဝင့်ကျော်အနေနဲ့အဖော်ချွတ်တွေဝတ်ဆင်ပြီးစိုးရွာတဲ့ကောက်ကွက်နဲ့ဖျော်ပြခဲ့တဲ့ပေါ့အမြင့်လေးတွေကိုပြောခဲ့ကြပါဦးနော်။